ဟိုတယ်ကနေရေမိုးချိုးပြီးတော့ပြန်ထွက်လာပါတယ်။သမင်းစားဖို့အတွက်ဆိုင်လိုက်ရှာနေဆိုင်ရလည်းမတွေ့သေးဘူး။အကံမှာရောင်လေးလေးဖြစ်နေပါပြီ။သမင်းဆိုင်လည်းမတွေ့သေးဘူး။နောက်3ရက်တော့ကျန်သေးတယ်။3ရက်က e-bike နဲ့လျှောက်လဲကြားတော့ငယ်တကယ်ရညနေခင်းလေးကတော့တိတ်ဆိတ်ပြီးတော့ညင်တော့တာနဲ့နေလို့ထိုင်လို့ကောင်းပါတယ်ဒါအသွားလာတွေကလည်းတိတ်မရှုပ်ရှင်းနေရတယ်တော့မှမိုက်အိုးမှာဆိုလို့ရှိရင်ခရီးကြီးရှိတယ်ဒါငါတို့တဲတဲ့ဟိုတယ်နဲ့စိတ်မဝေးလေးလမ်းလျှောက်လာတာ5မိနစ်လောက်ပဲရှိသေးတယ်နော်ပြီးတော့စားမဲ့ထမင်းဆိုင်ကိုရောက်တော့ကဲအဲဒီပဲစားပြီးဆိုတော့ဆွဲပါတော့မယ်ဟိုမှာရှိမှာကျိုးနေပြီဟိုမှာဟိုဒါကြီးကျိုးနေပြီဟာဒါလုံးဝအညာလမ်းပဲဟုတ်ရတယ်ဟုတ်တဘာဝဆက်လူပါသေးတယ်လုံးဝအညာဆန်နေကြွားလေးတွေ့ရလို့ပဲခြံစည်းရိုးတွေကထားတာစားဝါးတွေနဲ့ကထားတာတမာပင်ကြီးရှိတယ်ဆိုင်ကတစီလာနေတကယ်ရဲ့နေဝင်ချိန်ကတော့လက်ပြန်မှပဲရှိတော့မယ်ဟုတ်တယ်ဒီနေ့ကပုပ္ပတောင်မကြီးလည်းတက်ထားတယ်တောင်ကလပ်ပါဆက်တက်လိုက်တော့လူလည်းပြိုင်နေပြီနားယူအောင်ဒီတညတော့လက်ပြန်မှအေးရေးဝဝနဲ့တကယ်ဖျားတွေကိုစုံအောင်လိုက်ဖူးပါမယ်ဟောအောင်တတိယအောင်ဟဲ့တကယ်ရောက်နေလို့အောင်ထင်ရတော့ရှင်းတော်လည်းနေမှာဒီလိုမျိုးရှောက်နေရပါပြီမင်းလည်းဘယ်နာရှိမှန်းတော့မသိဆိုင်ငယ်ကိုဝင်တိုက်အောင်ကိုကဆိုင်ငယ်ဝင်တိုက်တော့မလို့အောင်ပါမဒီကောင်နဲ့ငယ်ကောင်လက်ကြီးရတော့ဒီကတော့တည်းမာပဲလေးတွေလူစားน้อยကွက်လူอยู่ဖောင်းကားတယ်ညာဆန်းထမင်းဟင်းတွေကိုစားခြင်းတဲ့အတွက်ဒီလိုမျိုးနော်ခဲရခဲစစ်လိုက်ရှာနေရပါတယ်ဒီလမ်းလျှောက်လာတော့10မိနစ်လောက်ရှိတော့တွေ့သေးပါဘူးအဲ့တော့စားနေပြီကဲဆိုင်တော့တွေ့ပါပြီတော်ခက်ရှာလိုက်ရပါတယ်ဒါပေမဲ့လည်းစားကျင်တာလေးစားရဖို့တော်ရှားမှာပေါ့ဒီမှာတော့စားပါမယ်အဲ့ဒီလေးရပါဦးအဲ့ဒီလည်းစားနေပါပြီနိုင်တော့အဲ့ဒါနိုင်ပါရဲ့နိုင်ဘလို့ဆောင်6နိုင်မှရမယ်ရတယ်အခုကဘာလို့မရကျွန်တော်ဟင်းလေးမစုံသေးလို့ဟောโอเคပါဘာတွေဟင်းနေရှိတယ်မစုံသေးလို့မေးလို့ရတယောက်ဘယ်လောက်လဲခုဖေးရဟုတ်ဟဲ့
ရရှိတာပဲရှာထားရရတယ် ဟင်းတမျိုးနဲ့ဝါစားစားလိုက်ပေါ့ ရတယ်ရှိရပဲစားလို့ရတယ်ရှိရပဲစားပါဘိုက်စားနေ ဒီကဘယ်လောက်တယောက် ဘူးပြရကြတော့ခေါ်တာဒါကြဟင်းတမျိုးနဲ့ထမင်းကျုပ်ချတောင်းနေတာတောင်းနေတာပြန်တယ်အဲ့လိုဆို ငပိတို့တရားပဲပါလား ဟိုဒါဟင်းမျိုးနဲ့ဆရာလကားအဲ့ဒါ ဟောဟင်းမျိုး20အလကား ဟုတ် ပိုရင်ယူရလို့ရတယ် ရအထက်ယူလို့လည်းရတယ်အခုဒါကိုကြိုက်တဲ့ဟင်းတမျိုးကိုရွေးရ ဟုတ်တယ်ပါ ဟုတ် ရတယ်ဟိုရှိရနဲ့ပဲစားတော့မယ် ဟုတ် ဟင်းတစ်မျိုးလေးကြာတော့ ဟင်းတမျိုးနဲ့ကျ ကုံ တော့ အားလည်းထပ်ထည့်လို့ရတယ် နေရဟင်းတမျိုးဝါစားထမင်းကျုပ်ချတာ မရတော့ဘူး ဝါစား ရတယ်ဒီမှာအရန်ဟင်းတွေကသူက ပွဲနဲ့ကြတာ အရန်ဟင်းတွေကစိတ်ကြိုက်ယူလို့ရတယ် ဟုတ်တယ်ဒါတော့ကျွန်တော်တို့ကကုန်းသွားခဏအဲ့တော်တော်ကြာတာ ရန်ဟင်းစိတ်ကြိုက်ယူလို့ရတယ်ရတယ်ငပိတွေပါ အတိဟုတ်တယ် ဆွဲတော့မယ် တော့တာရှိတာမရှိဘူးဒါလေးဆို ဟိုကလေ ကုန်းကြီးလို့ရှိ အရန်ဟင်းတော့ဟိုကဘာမှမဟင်းပွဲရအသားလည်းမစားကြ ဘူး ဘူး ကြိုက်တာပါလေပစုံလေး ကဲပါဟင်းလေးပါ တော့9ကျော်ရှိ အရင်ကြီးတော့မစုံသေးဘူးเนาะရှိတဲ့နေရာစားလို့ဖြစ်လို့ရှိရင်တော့ကလေး တမျိုး ရ လေး တယ် ဝါ ပြောင်းသွားဘိုက်စားနေပြီ အေးအေး ဟင်းလေးပါမကုံရောအဲ့လိုမျိုးဖိုင်းလေးပါရှိ ရှိတာဗောဟင်းမပေါ်လို့ကြိတ်ခရိုင်းလေးနဲ့ ဒါကဘာကြက်လဲဘာကြက်လဲ ကီလိုနဲ့လား ဒီလိုကီလိုနဲ့တန်းမှာ၎င်းပြောတာ ဒါဘာကြက်လဲ လေးလားဟုတ် စီပီကြက်လဲ ဒါစီဘီဟုတ်တယ်ကလေးစီဘီပဲဗောဘယ် ဗမာကြက်တွေကမရှိဘူး ဗမာချက်ပဲကြိုက်မလဲသားလေးဗမာချက်လေးတော့ဝယ်စေးမရ နော် ဘူး စီပီကြက်ကတော့မစားပါ မဟုတ်ဘူးလေဘူးဖေးဆိုအဲ့ဒါတွေအကုန်ချမှာသားတို့စားချင်တယ် ဘူးဘူးမဟုတ်ဘူးလေခုနပြောတော့ ဝါစားတောင်းတာစားပါတော့ ဟိုကစားတော့ဟင်းရတပွဲပဲเนาะသား တမျိုးလေး ဟင်းရတမျိုးနဲ့အရင်ဟင်းရတော့အစုံချ ရတယ်အဲ့ဒါပဲဟင်းတမျိုးပဲ သားကြတော့တမျိုးရွေးပြီး ဘူးဘေးကဘယ်လောက် တောက် ဘူး ရ ရ အောင် 17 ဘူးဘေးက အဲ့ တော မဲ့ဘူးဖေးကဟင်းမစုံသေးဘူးเนาะတခါလေး ဟိုကပဲစားတော့မယ် 3 4 5 6 9 9 ဟို လောက် ကပဲဟိုကပဲစားတော့မယ်ဟင်းတမျိုးမနဲ့ရတယ်အရင်ပဲစားကျင်တာအတုတ်တွေ အဲ့ဆိုဒီမဲ့သားကြတဲ့တခုရွေးလိုက်ရွေးပြီးဇွန်းလေးတက်တာလေနော်ကျုပ်နေချာ အားစားမှာဒါငါဖေးနော်ပေါ့ ဟုတ်တယ်ဟုတ်ကဲ့ ဒါ တန်းငချင်းပစုံဒါ ဟောအဲ့ဒါ ချာဝါ ဘုတ်တင်ကြောက်နဲ့ဘုတ်တင်ကြောက်ချက် တင်းင်းလေးပါအောင် ပါ เนาะ ပါတော့ ဒါအော်ဒါငါ6ချက် ဒါငါ6 9 6နှစ်မျိုးပေါ့ဒါအသားကြ ဒါကမကြည့်သေးပုံကြီးမကြည့် ဒါငါဖေး အဲ့ဒါငါဖဲ ဒါပဲယူတော့မယ် ကျွန်တော်ကအမေသား ပါမယ်လားဟာနော် ဒီရနဲ့ ကငါဖေး โอเค တော့မှာပဲအဲ့ဒီတော့အဲ့လောက်လဲကြာဒီလိုအကုန်လုံးကိုအဲ့ဒီတော့သိရတယ်သိမဟင်းတွေအကုန်ပြန်ချက်ရတယ် ကျန်တာကြတော့ခါလာဖို့ပြီး 6နိုင်ရတယ်9နိုင် ဟိုးမှသာတယ်ဒီမှာပဲထိုင် တောင်းခွဲအင်းမြကြီးကိုတောင်းခွဲအောင်ပြောပါတယ်။ရိုင်းစိတ်ချင်းဝင်ရှာပြီးမှဖြစ်ပါတယ်။သူဝချင်းစီယူမှာစိတ်သားရင်းနဲ့ရှက်စင်းမှာပေါ့တဲ့။ အဲ့နဲ့တော့ချိန်ပြလိုက် လက်ရှိရလေ တိတ်နေစား ဒိန်းနေပဲ လက် ဒါငပိတူစီ ကဲဟင်းနေရတော့စုံပါတယ်ဒါမှထားတဲ့မစုံဒါကအရင်မြေပဲမြေပြီးတော့စမောင်းကျော်နံပါတ်ချစ်တော့တရက်ချင်တော့ဒါက1မယန်းဒီပေသွေးဘုံကြီးကြီးတို့တရားโอเคတော့စားပါမယ်စားကြပါဦးချင်းနေကြီးတွေပဲ ဟုတ်တယ်ကျွန်တော်တို့တော့ဗကန်စင်းတော့ပူလို့ထွက်တာဒါဘူးရမှာဒီမော်ဆိုတော်လေးသားတို့နောက်ထပ်ဗကန်စင်းတော့ကဗကန်စင်းလည်းလေးထွန်းတာ ဒူစားဘူးတန်ဒူစားဘူးတန်ဟိုဘာလဲ
တက်ရင်ပါဟင်းတပွဲမှာလို့ရှိရင်အရင်ဟင်းက18မျိုးတော့မှချပြီးတယ်ဘွဲဝိုင်းအောင်မှပြီးသွားချတဲ့နေရာမရှိတော့စားလို့လည်းကောင်းပါတယ်ပုံတော့မယ်ပုံလို့လို့စားမှာတောင်လို့စားဒါကမင်းစားပြီးလို့ချိုပွဲလေးလက်ဆောင်ပေးတာပါတစ်ဖက်တော့လည်းရှင်းမယ်ဒါကဘာလဲတော့မသိဘူးမကြီးလုံးလေးတွေမှာတစ်ဖက်တော့တပွဲလေးအနေတန်